အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်အနေနဲ့ Excel နဲ့ပတ်သက်တဲ့သင်ခန်းစာတစ်ခုကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီ Excel မှာ drop down list ကိုဘယ်လိုမျိုးပြုလုပ်ရသလဲဆိုတာကိုကျွန်တော်အနေနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အခုဒီသင်ခန်းစာတော့ဒါကျွန်တော်တို့ရဲ့ဒီ Excel daily ရဲ့ပထမနေ့သင်ခန်းစာပေါ့နော်အဲ့မှာတော့ကျွန်တော်အနေနဲ့ Excel မှာ drop down list တွေဘယ်လိုမျိုးအသုံးပြုရလဲဆိုတာကိုရှင်းပြပေးချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ Excel drop down list တွေလုပ်တဲ့နေရာမှာကျွန်တော်ဒီနေ့ရွေးချယ်ထားတာတော့ဒီ Excel မှာ drop down list တွေကိုဒီ comma နဲ့ separate ဘယ်လိုလုပ်မလဲပေါ့နော်ပြီးသွားလို့ရှိရင်ဒီ range cell တွေပြီးသွားလို့ရှိရင်ဒီ range တွေကို name ဘယ်လိုပေးမလဲပြီးတော့ဒီ drop down list တွေကိုပဲ table ကနေဘယ်လိုမျိုးယူမလဲစသဖြင့်ပေါ့နော်သင်ခန်းစာအနေငယ်ကိုကျွန်တော်အနေနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်Okay အခုပထမအဆုံးတစ်ခုအနေနဲ့ကတော့ကျွန်တော်ကဒီ comma separated နဲ့ drop down list တစ်ခုကိုဘယ်လိုဖန်တီးမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်စီမှာဒီလေ့ကျင့်ဖို့ရအတွက်ဒီ Excel data အနေငယ်ရှိတာပေါ့နော်ဒါကိုပြီးသွားလို့ရှင်ဒီဗီဒီယိုနဲ့အတူတူကျွန်တော် download ဆွဲပြီးတော့မှလေ့ကျင့်လို့ရအောင်ပေးထားမှာဖြစ်ပါတယ်အဲ့တော့ဒီပထမဆုံးသင်ခန်းစာကိုဒီ comma separated lesson ဖြစ်တယ်အဲ့ဒီမှာတော့ကျွန်တော်တို့ကဆိုကြပါစို့ဒီမှာ question အနေငယ်ရှိတယ်ပေါ့နော်ဒီ question တွေကတော့ do you often visit your parents ဆိုလို့ရှိရင်ကျွန်တော်တို့ကအဖြေပြန်ဖြေတဲ့အခါမှာတခြားအဖြေတွေအများကြီးမလိုချင်ဘူးကျွန်တော်ဥပမာပြရရင်ဒီအဖြေ၃ခုပဲကျွန်တော်လိုချင်တယ်ဆိုကြပါစို့ yes ဟုတ်တယ်ဆို yes မဟုတ်ဘူးဆို no နဲ့သိမသေးကြဘူးဆို not sure ဆိုတဲ့ဒီစကားလုံး၃လုံးကိုပဲဒီမေးခွန်းတွေမှာကျွန်တော်တို့ပါစေခြင်းနဲ့တခြားစာတွေကိုတခြားစကားတွေကိုဖြေတာမျိုးကျွန်တော်တို့ကမလိုချင်ဘူးပေါ့ဆိုတော့ဒီ၃ခုကိုပဲကျွန်တော်တို့ကface လုပ်ပြီးတော့အဖြေထည့်တဲ့သူကို data ထည့်လို့ရအောင်ကျွန်တော်လုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲပေါ့နော်ဒီသင်ခန်းစာလေးကိုဒီမှာကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့အဖြေဖြေမဲ့နေရာတွေကိုဆက်လက်မှတ်ပါမယ်နံပါတ်1အဲ့တော့ answer မှာတကွဆက်လက်မှတ်မယ်ရှိတာတော့မေးခွန်းကဒီမှာ9ခု10ခုရှိတဲ့အခါမှာကျွန်တော်အားလုံးကိုဒီ control key လေးနှိပ်ပြီးတော့ရွေးချယ်လိုက်ပါမယ်Okay အဲ့တော့1ပြီးတော့လို့ရှိရင်ဒီနေရာမှာ control ဖိထားမယ်နောက်တစ်ခုမှာလည်း control ဖိပြီးတော့ဆက်ပြီးတော့ဒီလိုမျိုးရွေးသွားပေးမှာဖြစ်ပါတယ်Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအဖြေဖြေမဲ့နေရာတွေအားလုံးကိုဆက်လက်မှတ်ပြီးပေါ့နော်ဆိုတော့ဘယ်နေရာကိုကျွန်တော်တို့ထပ်ပြီးတော့သွားရမလဲဆိုရင်ဒီမှာ data ဆိုတဲ့နေရာရှိတယ်အဲ့နေရာနဲ့ကျွန်တော်တို့သွားပြီးတော့မှdata validation ဆိုတဲ့ function တစ်ခုကိုသွားပြီးတော့ကျွန်တော်ရွေးချယ်ရမှာဖြစ်ပါတယ်အဲ့တော့ data ကိုနှိပ်မယ်ပြီးတော့လို့ရှိရင်ဒီမှာတော့ကျွန်တော်ရဲ့data validation ဆိုတဲ့နေရာကိုကျွန်တော်တို့ရောက်ရှိသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် data validation ကိုနှိပ်ပါမယ် Okay ဒါဆိုလို့ရှိရင်ဒီလိုမျိုး data validation ဒီ file လေးတစ်ခုပေါ်လာတာကိုအခုတွေ့ရမှာဖြစ်ပါတယ် Okay เนาะအဲ့တော့ data validation မှာကဘာတွေထပ်ပြီးတော့မှပါတယ်လဲဆိုလို့ရှိရင်သူ့မှာက setting ရဲ့ import message ရဲ့ error alert ဆိုပြီးတော့မှပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ဒီsetting ထဲမှာပဲတွားပြီးတော့ကိုလိုချင်တဲ့ပုံစံကိုချိန်ညှိရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုတော့ကျွန်တော်က any value whole number decimal list ဆိုပြီးရှိတဲ့နေရာမှာကျွန်တော်တို့ကတော့ list ဆိုတဲ့နေရာကိုရွေးချယ်ရမှာဖြစ်ပါတယ်Okay ဒီဟာက comma နဲ့ကျွန်တော်တို့လိုချင်တဲ့အဖြေတွေကိုထည့်ထားမှာဖြစ်တဲ့အတွက်ဒီ comma separated ဆိုတဲ့အတိုင်းမှာကျွန်တော်ဒီ source ဆိုတဲ့နေရာမှာကျွန်တော်တို့လိုချင်တဲ့အဖြေ၃ခုကို comma ခံပြီးတော့ရေးပေးရမှာဖြစ်ပါတယ်အဲ့တော့ name ကတော့ကျွန်တော်တို့ yes ပေါ့နော် Okay နောက်တစ်ခုကကျွန်တော်တို့ဗာလဲဆိုတော့ no ပေါ့နော်ပြီးတော့လို့ရှိရင်နောက်ဆုံးတစ်ခုကတော့ not sure ဖြစ်ပါတယ်Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့အဖြေ၃ခုလုံးကိုအခုလိုမျိုးရေးပြီးသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော် okay နှိပ်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီမှာအဖြေတစ်ခုကျွန်တော်ထည့်ကြည့်အောင်အခုလိုလုပ်ပြီးသွားတဲ့အခါမှာဘေးနားမှာဒီလိုမြားလေးတစ်ခုပေါ်လာတာတွေ့ရပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့အခုလေ့ကျင့်နေတဲ့ drop down list ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမြားလေးကျွန်တော်နှိပ်ကြည့်ပါမယ်ဒါဆိုလို့ရှိရင်အခုလိုမျိုး yes no not sure ဆိုတဲ့စကားလုံး၃လုံးပေါ်နေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကကိုကအဖြေကဥမာ do you often visit your parents ဆိုလို့ရှိရင်မိဘတွေစီသွားတယ်ဆိုလို့ရှိရင်ကျွန်တော် yes ပေါ့နော်
တခြားနေရာမှာကျွန်တော်တခြားအဖြေတွေရှိကောင်းရှိနိုင်တာပေါ့နော်ဒါတွေအားလုံးတော့ကျွန်တော်တို့ဒီ3ခုတွေကနေပဲရွေးချယ်ရမှာဖြစ်ပါတယ်တကယ်လို့ကိုကတခြားဟာတွေကိုထည့်မယ်ဆိုလို့ရှိရင်ကြတော့ဘာဖြစ်မလဲဆိုကျွန်တော်ကြည့်ရအောင်ဒီလိုမျိုး error message လေးပြနေမှာဖြစ်ပါတယ်ဒါဆိုကျွန်တော် retry ကိုပြန်ရွေးပြီးတော့မှအဖြေမှန်ကိုပြန်လဲရွေးချယ်ပေးရမှာဖြစ်ပါတယ် Okay ဒါဆိုလို့ရှိရင်တော့ပထမဆုံးဒီ comma နဲ့ separate လုပ်ပြီးတော့ data validation ထည့်တဲ့နေရာကိုတော့အားလုံးပဲရှင်းသွားပြီလို့ကျွန်တော်ထင်ပါတယ်အဲ့တော့ဒုတိယအနေနဲ့ကျွန်တော် range တစ်ခုလုပ်ပြီးဘယ်လိုထည့်လဲဆိုတော့ကျွန်တော်နည်း selection ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ range ကလည်းခုန comma နဲ့တော့ဆင်တူတယ်အဓိကတော့ကျွန်တော်တို့ကဒီ data validation box ထဲမှာတွားပြီးရေးစရာမလိုတော့ပဲねဒီအပြင်ပေါ့နော် set တစ်ခုခုတစ်နေရာမှာကျွန်တော်ရေးပြီးတော့မှကိုလိုချင်တဲ့ဒီစကားလုံးတွေကိုထည့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဥပမာပြပါမယ်ခုနအတိုင်းပဲကျွန်တော်တို့ select ဒီမှတ်ပါမယ် answer control နှိပ်ပြီးတော့ကျွန်တော်တို့ကိုလိုချင်တဲ့အဖြေထည့်ခြင်းတဲ့နေရာတွေအားလုံး select မှတ်ပေးလိုက်မှာဖြစ်ပါတယ်โอเคအဲ့လိုကျွန်တော် select မှတ်ပြီးသွားပြီဆိုလို့ရှိရင်ခုနအတိုင်းပဲကျွန်တော် data validation ကိုသွားမယ်data validation ကိုနှိပ်မယ်ပေါ့နော်နှိပ်ပြီးသွားလို့ရှိရင်လည်းခုနအတိုင်းပဲကျွန်တော် list ဆိုတော့ကျွန်တော် list ကိုနှိပ်ပြီးသွားလို့ရှိရင်ဒီ source ဆိုတဲ့နေရာမှာခုနလိုကျွန်တော်တို့က comma နဲ့comma separate လုပ်ပြီးတော့စကားလုံးတွေကိုရေးစရာမလိုတော့ဘဲနဲ့ကျွန်တော်တို့က data ကို Excel ဒီ cell တွေထဲမှာရေးထားတဲ့အတိုင်းပဲကျွန်တော်တို့က select ပေးလိုက်ရုံပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ yes no not sure ဆိုတဲ့စကားလုံး3လုံးကိုဒီ source ဆိုတဲ့နေရာမှာတစ်ချက်ထောက်ပြီးသွားလို့ရှိရင်ရွေးချယ်ပေးလိုက်ရုံပဲဖြစ်ပါတယ်အဲ့တော့သုံးခုလုံးကျွန်တော်ရွေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်ဒီ source ဆိုတဲ့နေရာမှာ Excel ကျွန်တော်ရွေးထားတဲ့3ခွက်ရဲ့သူ့ရဲ့ address တွေရောက်နေပြီပေါ့နော်ပြီးတော့လို့ location တွေရောက်နေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့က okay ကိုနှိပ်ပေးလိုက်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အဖြေဖြေတဲ့နေရာမှာပြန်သွားကြည့်လို့ရှိရင်ဒီစကားလုံး3လုံးဟာအခုလိုမျိုးပေါ်နေတာကိုကျွန်တော်တို့လွယ်ကူစွာနဲ့တွေ့ရမှာဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်တော့ဒါကကျွန်တော်တို့ range တိဆောက်ပြီးတော့တီးသက်ပြန်ထည့်တဲ့ပုံစံဖြစ်တာပေါ့နော် okay နောက်တစ်ခုကကြောင့်ကျွန်တော်တို့ဒီ range တော့ range ပဲဒါပေမဲ့ range တစ်ခုကိုကျွန်တော်တို့ကကြိုတင်နာမည်ပေးထားပြီးတော့ဒီလိုမျိုးကျွန်တော်တို့ cells တွေကိုဒီလိုမျိုး cells တွေကိုကျွန်တော်တို့ကရွေးချယ်တာမဟုတ်ဘဲနဲ့ဥပမာကျွန်တော်နာမည်တစ်ခုပေးထားမယ်အခုကျွန်တော်ပြမယ်ပေါ့နော်အဲ့ဒါကိုတီးသက်အနေနဲ့ပြန်ထည့်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့က name range လို့ခေါ်တာဖြစ်ပါတယ်ဥပမာကျွန်တော်ရှင်းပြခြင်းပါတယ်အခုကျွန်တော်တို့ကဒီ data ထည့်ရမယ့်နေရာကိုကျွန်တော်တို့အရင်ဆုံးရွေးလိုက်မယ်ပေါ့နော် okay အဲ့တော့ဒီကနေဒီအထိအတွင်းကိုကျွန်တော်တို့က choose the ingredient ဆိုပြီးတော့ကျွန်တော်ရွေးလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ဒီအကွက်တွေကိုကျွန်တော်တို့ကဒီဘက်က data တွေကိုဒီဘက်မှာဖြည့်ထည့်ရမယ်ဆိုကြပါစို့အဲ့တော့ဒီမှာပါတဲ့ ingredient တွေတဲကမဟုတ်တဲ့တခြားဟာတွေကျွန်တော်တို့မထည့်စေချင်ဘူးဒီ ingredient box ထဲမှာလည်းဒီဘက်ထဲက ingredient တွေပဲထည့်စေချင်တယ်ဆိုရင်ဘယ်လိုမျိုးကျွန်တော် data validation နဲ့အသုံးပြုမလဲဆိုတာကိုပြပြမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ကလက်ရှိနေတဲ့ဒီ ingredient တွေအားလုံးကို select ပေးလိုက်okay ဒါဆိုလို့ရှိရင်sorry နော်ဒါကျွန်တော်ကြိုထည့်တယ်လို့ဖြစ်သွားဒီမှာဆိုလို့ရှိရင်အမှန်ဆိုပေါ်နေမှာတော့ဒီ A3 လို့ပဲကျွန်တော်တို့ပေါ်နေမှာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ရွေးချယ်ထားတဲ့ data တွေအားလုံးကိုကျွန်တော်နာမည်တစ်ခုပေးလိုက်မယ်အဲ့ဒါတော့ကျွန်တော်တို့ဆိုရပါစို့ingredient ပေါ့နော် I N G R sorry I N G R E D I E N T S ပေါ့နော် okay အဲ့လိုမျိုးကျွန်တော်ကိုလိုချင်တဲ့ဒီရွေးချယ်ထားတဲ့ cells တွေရဲ့ name ပေါ့နော်နာမည်တစ်ခုကိုထည့်လိုက်ပြီးပြီဆိုတာ ਨੇ ကျွန်တော် enter ကိုနှိပ်လိုက်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကြိုက်တဲ့အချိန်ဒီwash ဒီစကလုံးတွေကိုကျွန်တော်ရွေးချယ်လိုက်တဲ့အခါမှာ automatically ingredients လို့ပေါ်နေမှာဖြစ်ပါတယ်ဒါမှကျွန်တော်တို့ကဒီဘက်ကိုဖြည့်ရမယ့် data ထဲမှာဒီတွေက
စကလုံးစလုံးတွေမဟုတ်ဘဲနဲ့တခြားစလုံးတွေမပါအောင် data validation သုံးပြီးတော့ကျွန်တော်ပြန်ပြီးတော့စစ်ထုတ်မှာဖြစ်တယ်ပေါ့နော်ပြန်ပြီးတော့ကျွန်တော်တို့ face လုပ်မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအရင်ဆုံးမလုပ်နဲ့ကိုဖြည့်ရမယ် data ကိုခုနလိုပဲကျွန်တော်တို့က select မှတ်ပါမယ်အရှေ့မှာတော့ကျွန်တော်တို့ကဒီတစ်ခုကြားတွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဘာလို့လဲဆိုကျွန်တော် control နဲ့လုပ်ခဲ့တာဒီမှာတော့ကျွန်တော်တို့က control သုံးစရာမလိုဘဲနဲ့ဒီကိုဖြည့်မဲ့ဆဲကွက်တွေအားလုံးကျွန်တော်တို့က select ပေးလိုက်မယ်ပြီးတဲ့အခါကျတော့မှဒီ data validation စီကိုကျွန်တော်တို့တွားလိုက်မယ်ပေါ့နော် okay ဒီနေရာမှာလည်းကျွန်တော် list လို့ပဲကျွန်တော်ရွေးမှာဖြစ်တယ်ပြီးသွားလို့ရှိရင်ဒီ source မှာဘာထည့်မလဲပေါ့နော်အဲ့ဒါကိုခုနအနေနဲ့ကျွန်တော်အနေနဲ့ပြောပြခဲ့တယ်ကျွန်တော်ကကြိုတင်ပြီးတော့မလုပ်ထားလဲဆိုတော့နာမည်တစ်ခုပေးထားတယ်ဘာလဲမှတ်မိမယ်ထင်ပါတယ် ingredient ဖြစ်ပါတယ်အဲ့တော့ ingredient တွေကိုကျွန်တော်ပေးမှာဖြစ်တဲ့အတွက်ထုံးစံတိုင်းမှာကျွန်တော် formula ရေးသလို equal ingredient လို့ကျွန်တော်တို့ရိုက်မှာဖြစ်ပါတယ်okay ပြီးတော့လို့ရှိရင်ကျွန်တော် enter နှိပ်ပါမယ်နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တစ်ချက်လောက်ကြည့်အောင် okay ဒါဆိုလို့ရှိရင်ဒီမှာကြည့်လို့ရှိရင်တွေ့ပါလိမ့်မယ် automatically ဒီဘက်ကစလုံးတွေအားလုံးဒီထဲကိုရောက်နေပါပြီဆိုတော့ကျွန်တော်တို့က data တွေကိုဖြည့်တဲ့အခါမှာတခြားစကားလုံးတွေကိုဖြည့်လို့မရပါဘူးဒီမှာဆိုလို့ရှိရင်ကြည့်လိုက် lemon ဆိုတာမပါဘူးကျွန်တော် lemon လို့ရိုက်ကြည့်မယ် error တက်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဥပမာပြောရရင်တော့ data entry လုပ်တဲ့အခါမှာအမှားမပါအောင်လို့ဒီဟာသုံးတဲ့ပုံစံမျိုးပေါ့နော် okay အဲ့တော့တကယ်လို့များကိုကဒီ drop down list ကိုမသုံးမဲနဲ့ကိုကကိုစာရိုက်ထည့်မယ်ဆိုရင်တော့ဒီဘက်ထဲမှာပါတဲ့စလုံးဆိုရင်တော့သူက error တက်မှာမဟုတ်ပါဘူးဥပမာဆိုလို့ရှိရင် MILK make ပေါ့နော်ဒါဆိုလို့ရှိရင် error မတက်ဖ ೇನೆ အဆင်ပြေစွာနဲ့ data ကဝင်သွားမှာဖြစ်ပါတယ် okay okay အခုကျွန်တော်ဆက်လက်ပြီးတော့ဒီ dynamic drop down list ဆိုတဲ့ဟာကိုဆက်ပြီးတော့ပြပြသွားမယ်ပေါ့နော် dynamic drop down list ဆိုတာကကျွန်တော်ဒီ AZ365 တို့ဒီနောက်ဆုံးဒီ update version မှာပါတဲ့ပုံစံတစ်ခုပေါ့နော်အဲ့ဒါကိုကျွန်တော်အနေနဲ့ဒီမှာကျွန်တော်ပြပြသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ dynamic drop down list ဆိုတာလည်းအသိထူးဆန်းတော့မဟုတ်ပါဘူးသူမှကျွန်တော်တို့ပါတဲ့ function formula တွေကိုသုံးပြီးတော့ပဲကျွန်တော်တို့ကဒါကိုလုပ်သွားမှာဖြစ်တယ်ပေါ့နော် okay အဲ့တော့ဒီမှာကျတော့ကျွန်တော်တို့ကdata တွေကအများကြီးရှိတယ်အများကြီးဆိုတာကကျွန်တော်တို့နေ့တိုင်း input လုပ်ထားတဲ့ data တွေရှိရပါတော့ဥပမာ Nuano ဆိုရင်14ခုရှိရ region south မှာပေါ့နော်အပြီးတော့ better ဒါပေမဲ့ Nuano ကဒီမှာတစ်ခါအဲ့လိုနှစ်ခါပါနေတာမျိုးရှိရပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီထဲမှာဘယ် data တွေက unique ဆိုတာဘုံဖြစ်နေတယ်လေပေါ့နော်ဒီဘယ်လိုဘုံဖြစ်တယ်လို့ပြောရမလားကွဲပြားလို့ပြောရမလားပေါ့နော်ဥပမာဆိုကြပါစို့နွားနို့ပါမယ်နောက်ဘာတွေပါလဲပေါ့အဲ့ဒါကိုကျွန်တော်တို့ကစုစုပေါင်း item ဘယ်နှမျိုးတော့ဒီရောထွေးနေလဲဆိုတော့အရင်ဆုံးကျွန်တော်တို့က formula တစ်ခုသုံးပြီးတော့ကျွန်တော်တို့ကခွဲထုတ်လိုက်မယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော် unique ဆိုတဲ့formula ဖြစ်တယ်အဲ့တော့ဘယ်လိုရေးမလဲဆိုရင် equal UNIQUE ဆိုတဲ့ကျွန်တော်တို့ formula ကိုကျွန်တော်တို့သုံးလိုက်မယ်ဒီမှာတွေ့လိမ့်မယ်เนาะအဲ့တော့အဲ့ unique ဆိုတဲ့ formula ကိုသုံးပြီးတော့မှဒီ data တွေအားလုံးကိုဆက်လက်ပေးလိုက်မယ် okay เนาะပြီးသွားလို့ရှိလို့ရှိရင်ကျွန်တော်တို့ enter နှိပ်လိုက် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ make better စသဖြင့်ပေါ့เนาะဒီမှာအားလုံးပေါ်လာတာကိုတွေ့ရမှာဖြစ်တယ်အဲ့တော့ဒါအောင်မှကျွန်တော်တို့ကပို့ပြီးတော့မှ sorting ပေါ့เนาะ sorting ဆိုတော့ကျွန်တော်ဒီ ABCDEFG ပေါ့နော်အစင်လိုက်ကလေးဖြစ်ချင်နေဆိုရင်ခုန formula ရဲ့အရှိမကျွန်တော်တို့ equal ဆိုပြီးတော့မှ SORT ဆိုပြီးကျွန်တော်ထည့်လိုက်တယ်ဟုတ်ပြီနော်ဒီလိုပုံစံလေးဖြစ်သွားမယ်အဲ့တော့ပြီးတော့ကျွန်တော် enter နှိပ်လိုက်မှာပေါ့နော်ဒါဆိုလို့ရှိရင်တော့ automatically သူ sorting စီးပြီးသားဖြစ်သွားတာတွေ့ရပါလိမ့်မယ်okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ထုံးစံအတိုင်းပဲကျွန်တော်ဖြည့်ရမယ် data တွေကိုရွေးရအောင်ဟုတ်ပြီကျွန်တော်တို့ကဒီ equal တွေထဲမှာကျွန်တော်တို့လိုချင်တဲ့ဖြည့်ရမယ် data ကတော့ဒီ unique item တွေပေါ့နော်အဲ့ကနေအပြင်ကစကားလုံးတွေဖြည့်လို့မရပါဘူးဆိုတော့ကျွန်တော်တို့ကအရင်ဆုံးတော့ပထမအဆင့်အနေနဲ့ကျွန်တော်တို့ဒီအများကြီးရှုပ်ပွားနေတဲ့ data တွေကနေမှာတူညီတဲ့ data တွေကိုတော့ဆွဲထုတ်ပြီးနံပါတ်1ပြီးသွားလို့ရှိရင်ကျွန်တော်ကပြန်ပြီးတော့ဒီ validation နဲ့မှာပြန်ဖြည့်မယ်ဒါကတော့ကျွန်တော်တို့သိရတဲ့အတိုင်းပဲအရှိရာပုံစံနဲ့အတူတူပါပဲပေါ့နော်အဲ့တော့ list ကိုသွားတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ source မှာ
ဒီဟာကိုထည့်လိုက်တယ်ပေါ့နော်ဒီနေရာမှာတစ်ခုရှိတာကကျွန်တော်တို့က dynamic သုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုအများကြီးရွေးစရာမလိုဘဲနဲ့ကျွန်တော်တို့ကဒီထိတ်ဆုံးကတစ်ခုကိုပဲကျွန်တော်ရွေးလိုက်ရင်လည်းရသွားတာပေါ့နော်ဒါပေမဲ့ဘာကိုခံပေးရမလဲဆိုတော့ shape ဆိုတဲ့စကားလုံးလေးတော့ကျွန်တော်တို့စလုံးလေးတော့ကျွန်တော်တို့ဒီ symbol လေးပေါ့နော် shape symbol လေးတော့ကျွန်တော်တို့ခံပေးရမှာဖြစ်ပါတယ် okay နော်တွေ့ရမလားမသိဘူးနော်ထိတ်ဆုံးတစ်လုံးကိုရွေးတယ်ပြောလို့ရှိရင် shape ခံပေးလိုက်လို့ရှိရင်လည်းဒါကျွန်တော်တို့အားလုံးပါသွားမှာဖြစ်ပါတယ် okay ဒါဆိုကျွန်တော်ကြည့်ရအောင်ခုလိုမျိုးကျွန်တော်တို့အကုန်လုံးရွေးချယ်လို့ရသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်တော့အားလုံးတော်တော်များများနားလည်သွားပြီထင်တယ်ဒီဟာကတော့ကျွန်တော်တို့ drop down list ကိုမှတခြား sheet တစ်ခုကနေရွေးတာပေါ့နော်ဆိုရပါစို့ကျွန်တော်တို့ကdata ကဒီရှိထဲမှာမရှိဘဲနဲ့အရှိမှာပေါ့နော်ဒီတခြား file တစ်ခုထဲမှာရှိနေတယ်ဆိုရင်လည်းကျွန်တော်တို့ကအသုံးပြုလို့ရတယ်ဥပမာကျွန်တော်တို့က data ကဒီအောက်က sheet တစ်ခုမှာဒီ list ကကြတော့ဒီတခြား source list ဆိုတဲ့ကျွန်တော်တို့ file ထဲမှာရောက်နေဆိုရင်ကျွန်တော်ဒီ source list ထဲကိုသွားပြလို့ရှိရင် data တွေကိုဒီလိုမျိုးအကုန်လုံးကိုရွေးလိုက်ပါနော်ရွေးသွားလို့ရှိရင် enter နှိပ်လိုက်ရင်လည်းကျွန်တော်တို့ဒီမှာယူလို့ရတာဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်တော့ဒီ drop down list နဲ့ပတ်သက်ပြီးတော့မှတော်တော်လေးကျွန်တော်တို့နားလေလောက်ပြီလို့ကျွန်တော်အနေနဲ့ယူဆတယ်ပေါ့နော်ဒါဒီနေ့ကျွန်တော် daily excel ရဲ့ lesson number 1မှာတော့ excel drop down list ဆိုတဲ့သင်ခန်းစာကိုကျွန်တော်အနေနဲ့ရှင်းပြပေးခဲ့တာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အနေနဲ့နောက်ထပ်ပေါ့နော်သင်ခန်းစာတွေကိုသိချင်သေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ YouTube မှာလည်းပဲတွားပြီးတော့ကြည့်နိုင်သလိုကျွန်တော်တို့ဒီ Telegram, Viber, WhatsApp, Facebook Messenger အနေနဲ့ဆက်သွယ်ပြီးတော့မှမေးမြန်းနိုင်ပါတယ်တခြားသင်ခန်းစာတွေနဲ့ပတ်သက်ပြီးတော့ YouTube မှာလည်းကျွန်တော်တို့ကဒီမှာ Excel Sprint ဆိုပြီးတော့မှ space မချဘဲနေပေါ့နော်ဒီလိုမျိုးရိုက်ပြီးတော့ enter နှိပ်လိုက်လို့ရှိရင်လည်းကျွန်တော်တို့basic Excel ကိုလည်းအစအဆုံးသင်ကြားပေးထားတာ free သင်ကြားပေးထားရှိပါတယ်တခြားသင်ခန်းစာတွေလည်းဒီ Excel Sprint ဆိုတဲ့ YouTube channel ကနေကျွန်တော်တောက်ပြီးတော့မှလေ့လာနိုင်ပါတယ်လို့ပြောကြရင်လည်းဒီသင်ခန်းစာကိုတော့ဒီမှာပဲကျွန်တော်တို့အဆုံးသတ်ပါမယ်အားလုံးကိုတကယ်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ